ဲဒီမဲ့လာပြီနော်အမရဲ့တက်ပလက်ကိုမှအယောင်လေးတွေကိုပြပေးပါအောင် original color ပဲကြည့်ချင်တယ်ဆိုတဲ့တဲလေးတွေအတွက်မျက်နှာတော့အဖက်ထက်မထားဘူးဒီလိုမျိုးလေးအယောင်လေးကလုံးဝမိုက်နေတယ်တွေ့လားအယောင်လေးဒီလိုမျိုးလေးလာမယ်ဒီကောင်းလေးဆိုရင်ရောင်းတဲ့ဈေးက2သိန်းကျော်ရှိတယ်နော်2သိန်းကျော်ရှိတဲ့တက်ပလက်ကိုဘယ်လောက်နဲ့ပေးမယ်လို့ထင်လဲ3သိန်းစွန်းစွန်းလေးနဲ့ရမယ်လုံးဝကိုမိုက်နေပြီနော်ကဲ3သိန်းစွန်းစွန်းလေးနဲ့ဘတ်ဆောင်ကသုံးလို့ရအောင်မဲကင်မလာ3လုံးလေးနဲ့ဒီလိုမျိုးလေးလာမယ်အာမောက်ခံချက်ကိုလည်းတစ်နှစ်ပေးထားသေးတယ်ရှင်နော်ကဲဘာတွေအသုံးပြုလို့ရမယ်ဆိုဖုံးမဲ့ပြောမလား YouTube ကနေစကားကြည့်မယ်တရားနာမယ် Facebook TikTok အကုန်သုံးပြုလို့ရမယ်တက်ပလက်လေးကို3သိန်းစွန်းစွန်းလေးနဲ့ဆိုတာဘယ်မှမရတော့ဘူးနော်3သိန်းစွန်းစွန်းလေးနဲ့ဘယ်မှမရတော့ဘူးမူရင်းစဲ2သိန်းရှိတဲ့တက်ပလက်ကိုဒီလိုမျိုး3သိန်းစွန်းစွန်းလေးနဲ့ရအောင်ရှော့ဈေးလေးတော့လုပ်ပေးရမယ်နော်ကဲဘယ်လိုမျိုးလေးရှော့ဈေးလုပ်ပေးရမယ်ဆိုရင်ဒီမယ်အပေါ်မှာပြထားမယ် OSC short ဆိုတဲ့ software အ software ရတယ်ပြောဝင်ဝယ်ပေးရမယ်ဝင်ဝယ်ရုံနဲ့ short ဈေးတွေယူလို့ရပြီအဲ့ဒီအပြင် Facebook TikTok သုံးရုံနဲ့လဲ short ဈေးတွေ short ပေးနေပြီဒီဘက်ပေးမယ်အပေါင်းလေးနိုင်မယ်တဲလေးပေးမယ် coffee လေးယူပြီးတော့လဲ short ဈေးတွေရနေပြီနော်အယောင်ကလာကအမရဲ့ဒီတစ်မျိုးနဲ့ရှိရလားဆိုမဟုတ်ပါဘူးရှင်အယောင်လေးအများကြီးယူချက်စရာကြီးရှိအောင်မယ်ရှင်နော်ကဲဒီမဲ့ဒါတော့ကိုကြိုက်တဲ့ရောင်ကိုပါကိုပြပေးထားပါတော့နော်ကဲအယောင်ကလာတဲ့အများကြီးရှိသေးအမရဲ့အယောင်နဲ့ထက်ပြပေးပါအောင် short ဈေးလေးအကြောင်းလဲသိချင်တယ်ဆိုရင်အသေးစိတ်မေးမြန်းလို့ရတယ်ဒီပေါ်မှာဖုန်းနံပါတ်ချပေးထားမယ်ဘိုက်ဘာနဲ့ဆက်သွယ်လို့ရတယ်ဖုန်းဆက်ပြီးမေးလဲရပါတယ်ရှင်